နောက်တနေ့မှာတော့ဘန်တစ်ခုကိုဓမြတိုက်နေတဲ့လူတစ်ယောက်ကကာတွန်းဇက်ကောင်ရဲ့အကူအညီနဲ့ရဲကားတွေကိုဖျက်ဆီးပစ်နေပါတယ်ဓမြကဘတ်ဆန်နေနဲ့ထွက်ပြေးဖို့လှုပ်တော့မှ Scar Crusher လို့ခေါ်တဲ့ neck မလေးပေါ်လာပြီးသူ့ကိုရန်စလိုက်ပါဓမြက25 cent ဆိုတဲ့အကျွေစိတ် hero ကိုတုံးပြီးသူမကိုတိုက်ခိုက်ခိုင်းပါ Scar Crusher က Harry ကိုစင့်ခေါ်ပြီးကာဝယ်ခိုင်းပါ Harry ဟာသူ့ရဲ့သပင်တွေကိုတုံးပြီးအကျွေစိတ်ကြီးကိုဖမ်းယူလိုက်နိုင်ုံနဲ့မကပဲရန်သူကိုပါအိပ်ပျော်သွားအောင်လုပ်နိုင်ခဲ့ပါ Harry ကရဲတွေနဲ့ဓမြကိုပါသူ့သပင်တွေနဲ့ပတ်ပြီးအိပ်ပျော်အောင်လုပ်လိုက်တာကြောင့်ခေါ်တွန်တယောက်ဓမြကိုဖမ်းလျက်သားနိုးလာခဲ့ပါ Scar Crusher ကတော့လွတ်သွားခဲ့ပါ25 cent စာအုပ်ကိုခိုးယူပြီးနောက်မှာ Scar Crusher ဟာသူမတို့ neck အဖွဲ့နဲ့တွားဆုံသူတို့ဟာ Deck ကိုအားကျသူတွေဖြစ်ပြီး Deck စတင်ခဲ့တဲ့တော်လန်ရေးကိုဆက်လုပ်ဖို့ကြိုးစားနေကြတာအဲဒီနေ့မှာလူစီကသူမရဲ့တငယ်ချင်းတွေကိုအိမ်ကိုဖိတ်ခဲ့ပါတယ်မိုက်ကတော့လူစီအတွက်နှင်းစီပန်းစီတစ်စီးလက်ဆောင်ပေးခဲ့လူစီရဲ့အဖေဓာတ်ပုံကိုမြင်လိုက်ရတဲ့မိုက်ဟာလူစီနဲ့တွဲဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဆိုတော့သဘောပေါက်သွားပါတယ်လူစီကသူမရဲ့ဦးလေး Scott ပုံးနေနိုင်တဲ့တဲလွန်စားတွေကိုရှာဖို့အတွက်တငယ်ချင်းတွေကိုအကူအညီတောင်းခဲ့ပါသူတို့တွေဟာ Scott ရဲ့ပစ္စည်းဟောင်းတွေထဲမှာရှာဖွေခဲ့ကြပါတယ်သူတို့ရှာဖွေနေရင်းနဲ့မိုက်ကဒိုးနဲ့ဆိုင်ကူပွန်အချို့ကိုရှာတွေ့သွားပြီး Scott ရေးတဲ့စာအုပ်တိုင်းမှာ Daisy ဒိုးနဲ့ဆိုတဲ့ဆိုင်အကြောင်းပါနေတာကိုသတိထားမိလိုက်ပါတယ် Google မှာရှာကြည့်တော့အဲ့ဒီဆိုင်ကမြို့လယ်မှာတကယ်ရှိနေပေမဲ့ပိတ်သွားခဲ့ရတော့ကြာပါညဘက်မှာတော့ကျောင်းဆရာဘော့ဖာ Professor Z ရဲ့စွမ်းအားကိုတုံးပြီးတက်ရဲ့စိတ်ကိုပိုတန်မအောင်လှုပ်ပေးနေပါတယ်တက်ခါသူ့ရဲ့အစီအစဉ်အတွက်အကောင်းဆုံးလက်တွဲပေါ်လို့သူကယူဆထားတာနောက်တစ်နေ့မှာ Tara က Mike ကို Lucy နဲ့တွေ့ပြီးတော့သူတို့နှစ်ယောက်တွဲနေတာလားလို့ဆက်စုပါတယ်ဒါပေမဲ့ Nick ကသူတို့ရိုက်ထားတဲ့ interview ကိစ္စကိုကြားပြဝင်ပြောလိုက်သတင်းဌာနတွေကအဲ့ဒီဗီဒီယိုကိုဖြန့်ဖို့ငြင်းကြတာကြောင့် Nick ကသူ့ရဲ့ YouTube channel မှာပဲတင်လိုက်ပါတော့တယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီဗီဒီယိုဟာကြီးစုသူတန်းနဲ့ချီပြီးအရန်အောင်မြင်သွားခဲ့ပါတယ်။ဗီဒီယိုကြောင့် Supporters of Justice ဆိုတဲ့အဖွဲ့လေးပေါ်လာပြီး Rosemary ဆိုတဲ့အဖွားကိုတယောက်က Nick ကိုဆက်တွေ့လာပါတယ်။သူတို့တွေသွားတွေးကြတဲ့အခါ Nick ကတော့အဖွားကြီးဖြစ်နေလို့စိတ်ပြတ်သွားပါအဖွား Rosemary ကသူမရဲ့ channel မှာ Mr. Justice နဲ့မိတ်ဆက်ပေးပါတယ်။အဲဒီအချိန်မှာပဲ Papa Princess ဆိုသူကရောက်လာပြီး KO ဆိုတဲ့လက်ဝိမယ် hero နဲ့စိန်ခေါ်ပါတော့တယ်။ Mike က Crying Man ကိုတိုက်ခိုက်ခိုင်းပေမဲ့ KO ကရှောင်တိန်နိုင်ခဲ့ပြီး Hammy Batman ကိုပါထိုးချပစ်လိုက်ပါ KO ရဲ့လက်သီးချက်တွေကအရန်ပြင်းထန်လာပါ hero နှစ်ယောက်ကအဖွားရဲ့ငရုတ်တီးပင်တွေပေါ်ပြုတ်ကျတော့မယ့်အချိန်မှာ Mr. Justice ကဝင်တားနိုင်ခဲ့ပါတယ် Mr. Justice ဟာတိုက်ခိုက်ရေးမှာမတော်ပေမဲ့ဘယ်လောက်ပဲအရိုက်ခံရပါစေလဲမကျတဲ့စွမ်းအားရှိပါ Crying Man နဲ့ Hammy Batman တို့ကတော့ KO ရဲ့အဆက်မပြတ်လက်သီးချက်တွေကြောင့်အရေးနှိမ်သွားခဲ့ပါ Mr. Justice ကတော့တိုက်ပွဲပြီးတဲ့အထိမလဲပဲ KO ရဲ့လက်သီးချက်တွေကိုတောင့်ခံထားနိုင်ခဲ့လို့KO အားရင်ကုန်ခံပြီးအနိုင်ရရှိသွားခဲ့ပါရုံးနေသွားတဲ့ Papa Princess လည်း Scar Crusher နဲ့အတူထွက်ပြေးသွားပါတော့တယ်အဲဒီနောက်မှာတော့ Mr. Justice ကအဖွားရဲ့ခြံကိုမကာဝယ်နိုင်လို့စိတ်မကောင်းဖြစ်နေပေမဲ့အဖွားကတော့သူမရဲ့တိုက်ခံပြောင်းတော့မှမလို့စိတ်မပူဖို့ပြောပြီး Mike ကို Mr. Justice စာကိုပေးလိုက်ပါ Rosemary ရဲ့ပြောပြချက်အရအဲ့ဒီဒိုးနဲ့ဆိုင်ဟာအခုဆိုဖတ်တစ်ခုဖြစ်နေမှန်းသိလိုက်ရပါတစ်ဖက်မှာလည်း Timo ဆိုတဲ့ကောင်လေးကစာအုပ်တစ်တောက်ကိုခိုးလာပြီး Crystal စီသွားတွေ့ပါဒါပေမဲ့ Comic Council အဖွဲ့ဝင်တွေကနောက်ကလိုက်လာပြီးတိုက်ခိုက်ကြပါနှစ်ဖက်စလုံးကသူတို့ရဲ့ hero တွေဖြစ်တဲ့25 cent နဲ့ Leora တို့ကိုတုံးပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါရဲလီဟာ25 cent ကိုအနိုင်ယူနိုင်ခဲ့ပေမဲ့7 Kung Fu Hero ကတော့အရန်တန်မာလာပါတယ်သူဟာကိုပွား6ယောက်ဖန်တီးပြီးငကားဆွမ်းအားနဲ့တိုက်ခိုက်တာကြောင့် Timo တို့ရှုံးနေသွားခဲ့ပါလူစီတို့တငယ်ချင်းတစုက Pep ကိုရောက်သွားပြီးဆန်ရှင်ဒိုနီနဲ့စကားပြောကြပါတယ်ဒိုနီက Scott ရဲ့ပုံကိုမြင်တော့သူတို့တငယ်ချင်း9ယောက်အကြောင်းပြောပြပါသူတို့9ယောက်ကို Daisy 7လို့ခေါ်ကြပြီးတရက်မှာတောထဲသွားရင် Scott ကလွဲလို့ကြံတဲ့သူတွေပျောက်ဆုံးသွားခဲ့တာပါ Scott ကသူတို့ကိုပြန်စုစည်းဖို့စီစဉ်နေတဲ့အကြောင်းဒိုနီကိုပြောပြဘူးပါတယ်တစ်ဖက်မှာလည်း Super Scott ဟာသူ့ရဲ့စာဖတ်သူအဖွားကြီးစင်သီယာအားနည်းလာတာကြောင့်သူ့ရဲ့ခန္ဓာကိုပျောက်ကွယ်လူနီးပါဖြစ်နေပါတယ်လူစီက Super Scott ပုံကိုကြည့်ပြီးဦးလေး Scott ရေးခဲ့တဲ့ပထမဆုံးစာအုပ်အကြောင်းကိုမှတ်မိသွားပါတယ်အဲဒီချိန်မှာစုံတော့ခေါ်တွန်ရောက်လာပြီး Tara ကို interview ကိစ္စလာမေးပါခေါ်တွန်ကလည်း hero တွေကိုအားပေးနေသူတယောက်ပါ Comics Council အဖွဲ့ဝင်တွေက Scott ရဲ့ပုံအောင်ရနေရာကိုရှာတွေ့သွားပြီးဝင်စီးကြပါတယ် Super Scott ကသူတို့ကိုအလွယ်တကူနှိမ်နင်းလိုက်ပေမဲ့ရဲတွေရောက်လာတဲ့အခါမှာတော့စင်သီယာနေမကောင်းဖြစ်လို့သူဟာစာအုပ်ထဲပြန်ဝင်သွားရပါလူစီတို့လည်းအဲ့ဒီနေရာကိုရောက်နေပြီးဦးလေး Scott နဲ့ပတ်သက်တဲ့အမှန်တရားကိုရှာဖွေဖို့ကြိုးစားနေကြပါဒီကြားထဲမှာ Comics Council အဖွဲ့က Super Scott စာအုပ်ကိုခိုးဖို့ကြိုးစားနေကြပါသူတို့တွေရဲတွေကိုတိုက်ခိုက်တော့မယ့်အချိန်မှာပဲ Crying Man ကပေါ်လာပြီးသူတို့ကိုတားဆီးလိုက်ရကနေစစ်ပွဲအစ်စ်မှန်ကြီးဖြစ်သွားပါတော့တယ် Super Awesome Man နဲ့ H တို့ကရဲတွေကိုကူညီပြီးအဲ့ဒီရာဇဝတ်ကောင်တွေကိုဖမ်းဖို့ကြိုးစားနေချိန်မှာ Crystal နဲ့ Timo ကတော့စင်ဒီယာကိုကာဝယ်ပေးနေရပါတယ်ဘာလို့လဲဆိုတော့ Comics Council အဖွဲ့က Super Scott စာအုပ်ကိုခိုးဖို့ကြိုးစားနေလို့ပါအဲ့ဒီချိန်မှာစင်ဒီယာကသူမရဲ့စာအုပ်ကိုယူပြီးမြို့ထဲကိုလမ်းလျှောက်သွားရင်စုံတော့ခေါ်တွန်ရဲ့ကားကိုရှာတွေ့သွားပါတယ်အဖွားကခေါ်တွန်ကို taxi driver အမှတ်နဲ့ကားပေါ်တက်ပြီးသူမရဲ့သားကိုတွေ့ဖို့မြို့ရဲ့အခြားတနေရာကိုပို့ပြီးဖို့ပြောပါအဲဒီနောက်မှာ Nick ကသူမနောက်ကိုလိုက်သွားပြီးစာအုပ်ကိုခိုးဖို့ကြိုးစားပေမဲ့ Honey ပေါ်လာပြီးဆက်ရုပ် Carrie ကိုစင်ဒီယာကိုဘေးကင်းရာစီကိုပြန်ခေါ်သွားဖို့ခိုင်းလိုက်ပါအခက်အခဲရှိတာကတော့အဲ့ဒီဆက်ရုပ်ဟာတိုက်ခိုက်ဖို့ program သွင်းမထားပဲတချင်းတွေပဲအကျယ်ကြီးဖွင့်နေတာပါအဲ့ဒီလိုနဲ့ Carrie က Comics Council အဖွဲ့ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီးအဖွဲ့ဝင်အားလုံးကားနောက်ကိုပြေးလိုက်ကြပါတော့တယ်ခေါ်တွန်ကကြောက်လန့်တကြားနဲ့ကားကိုအချိန်မြင့်ပြေးမောင်းပေမဲ့
Super Scout စာအုပ်ကိုလိုချင်နေတဲ့စာဖတ်သူတွေရဲ့လိုက်လံခြင်းကိုခံရပါသူတို့တွေပြေးတန်းလိုက်တန်းဖြစ်နေတော့မှာပဲနစ်ကစာအုပ်ကိုခိုးယူနိုင်ခဲ့ပြီး Mike C ကိုပေးဖို့ကြိုးစားပေမဲ့7ရဲ့ကြားဖြတ်နောက်ဆက်ခြင်းကိုခံလိုက်ရပါမကြခင်မှာပဲ Lucy က Lucky ရဲ့အကူအညီနဲ့ကားပေါ်တက်ပြီးစာအုပ်ကိုယူဖို့ကြိုးစားပါတယ်ဒါပေမဲ့7 Kung Fu ကသူ့ရဲ့ကိုပွားတွေကိုတုံးပြီး KOC ကိုတရားတစ်ခွဲလှုပ်ပေးလိုက်ရကနေ Lucky ကို KO ကထိုးချလိုက်ပါအဲဒီအချိန်မှာပဲ Scar Crusher ကဆိုင်ကယ်နဲ့အချိန်ပြင်းပြင်းမောင်းလာပြီး Papa Princess ကတော့မိုက်ရဲ့လက်ထဲကနေစာအုပ်ကိုဆွဲလူသွားပါ Golden Gate တရားကိုရောက်တဲ့အခါ Scar Crusher ကလိုက်လာသူတွေကိုရှင်းပြဖို့ Super Scout ကိုခေါ်ဖို့ကြိုးစားပါဒါပေမဲ့သူမရဲ့စိတ်ဆွမ်းအားကအဲ့ဒီ hero ကိုခေါ်ဖို့မလုံလောက်မှန်းသိလိုက်ရပါတယ်အဲဒီနောက် Crystal ကစွန့်စွန့်စားစားလှုပ်လိုက်တာကြောင့် Timo ကစာအုပ်ကိုပြန်ရသွားပါတယ် Ace က Gravity ကိုတုံးပြီးသူတို့ကိုတားဖို့ကြိုးစားသလို Mike ကလည်း Slip ကိုလှုပ်ပြီးစာအုပ်ကိုယူခိုင်းပါတယ် Mike က Super Scout ကိုအသက်သွင်းတော့မယ့်အချိန်မှာပဲCarrie ကဒုံးကျည်နဲ့ပစ်ပြီး Gravity ကိုတိုက်ခိုက်လိုက်တာကြောင့်စွဲငင်အားဘူပေါင်းကြီးကွဲထွက်သွားပါတယ်။စာအုပ်ကိုပြန်ရပြီးနောက်မှာ Handy က Cynthia ကိုစေးတလုံးတိုက်လိုက်ပါတယ်။အဲဒီနောက်မှာပဲအပွားက Villain ကြီးကိုသူမရဲ့သားလို့ထင်ပြီးပြန်ခေါ်လိုက်ပါတော့တယ်။ Super Scout ဟာသူ့ရဲ့မျက်လုံးအပူစွမ်းအားနဲ့ Comics Council က Hero တွေအားလုံးကိုရှင်းပြလိုက်ပြီးတဲ့နောက်မှာ Crime Man ရဲ့မျက်ရည်အမြောက်နဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။အဲဒီအချိန်မှာ Lucy ကသူမကိုသူမမိတ်ဆက်ပြီးသူမဦးလေးဘယ်မှာလဲလို့မေးပါတယ်။အဲဒီဇက်ကောင် Scott ဟာ Daisy 7စာအုပ်ထဲမှာပုံနေတယ်လို့ပြန်ပြောပါတယ်။ Scott ပြန်လာနိုင်ဖို့အတွက်စာအုပ်တွေအားလုံးကိုစုဆောင်းဖို့လိုအပ်တယ်လို့ Villain ကြီးကပြောပါတယ်။ဒါကြောင့် Lucy ကိုသူမစီမှာရှိတဲ့စာအုပ်တွေကိုအကုန်ပေးဖို့တောင်းဆိုပြီး Scott ကိုပြန်ခေါ်ပေးမယ်လို့လှည့်စားပါတယ်။အဲဒီလူကသူ့ကိုယ်သူလွတ်မြောက်အောင်လုပ်ပြီးကဘာကြီးကိုလိုအပ်တဲ့ hero ဖြစ်လာဖို့နဲ့မကောင်းမှုတွေကိုရှင်းပြဖို့သူ့ဖန်တီးရှင် Scott ကိုလိုအပ်နေတာ။ဒါကိုကြားတဲ့အခါ Lucy ကသူမဦးလေးဟာဘာကြောင့် Super Scout ကိုဖယ်ရှားဖို့ကြိုးစားခဲ့တာလဲဆိုတာနားလည်သွားပါဒါကြောင့် Mike နဲ့ပေါင်းပြီး Super Scout ကိုအနိုင်ယူဖို့ကြိုးစားပါ Slip ရဲ့လေးစင်တော်မောင်းနဲ့ပိတ်မိသွားတာတောင်အဲ့ဒီလူဟာ Sparkles နဲ့ Tozo တို့ရဲ့ပောက်ကွဲမှုတံကိုခံနိုင်ရရှိနေပါသူ Crash လေး Lucy တိုက်ခိုက်ခံရတော့မယ့်အချိန်မှာ Mike က Mr. Justice ကိုလွတ်ပြီးကာကွယ်ခိုင်းပါတယ် Mr. Justice ကလည်းအားကိုးရစွာနဲ့ပဲသူ့ခန္ဓာကိုယ်ကိုဒိုင်းတစ်ခွဲအသုံးချပြီးတိုက်ခိုက်မှုတွေကိုတားဆီးပေးပါတယ် Super Scout ကသူ့ရဲ့လက်တီးချက်တွေနဲ့တရားပေါ်ကကားတွေကိုရေထဲကျအောင်ပြစ်ချလိုက်ပေမဲ့ Mr. Justice ကတော့ခိုင်ခိုင်မာမာရပ်တည်နေသေးပါနောက်ဆုံးမှာတော့အချက်ပေါင်း100လောက်ထိုးခံရပြီးနောက်မှာ Mr. Justice ဟာသူခံစားခဲ့ရတဲ့ဒဏ်ရာတွေအားလုံးကိုရန်သူစီပြန်ပို့ပေးလိုက်တာကြောင့် Super Scout ဟာသူ့စွမ်းအားနဲ့သူပြန်ပြီးရှုံးနေသွားပါတော့